စထူဒီတာမွေးနေ့အလူလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ကဲအလူတွေမနက်ပိုင်းနေ့ကကြိုတင်ပြင်ဆင်နေကြပါပြီထမင်းချက်ဖို့အတွက်ဒီစံတွေအားလုံးကိုစေကြောပြီးတော့မှထမင်းချက်တဲ့ဟာတွေကိုထည့်ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်အားလုံးကကိုစီတောင်းဝင်နေယူပြီးလုပ်ကိုင်နေကြတယ်ခင်ဗျာဒါမနက်ပိုင်းလုပ်ကိုင်တဲ့လူတွေအတွက်ဝန်ထမ်းရုံနဲ့ဝက်ဦးတွေချီဖို့အတွက်ပြင်ဆင်နေကြတာဖြစ်ပါတယ်ခင်ဗျာဦးကျော်သက်တော်ချစ်ချစ်ဦးရဲ့အသားမောင်ဟိန်းစစ်ကျော်ရဲ့အကိုမောင်ပိုင်စစ်ကျော်ရဲ့မွေးနေ့မင်္ဂလာအတွက်ဝတ်သားနဲ့ထမင်းကျွေးမွေးတဲ့အလူလေးပဲဖြစ်ပါတယ်ဟင်းချက်တဲ့လူရဲ့ချက်ပေါ့ခင်ဗျဒါတော့ညနေပိုင်းကျွေးမဲ့ဝတ်သားဟင်းချက်ဖို့အတွက်ဝတ်သားတွေကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်နေပူနေပြင်မဲ့လဲမိဖို့ကြီးကြတဲ့မှာတက်ကြွနဲ့ချက်ပြုတ်လောက်ကင်နေကြတာဖြစ်ပါတယ်ခင်ဗျာဒီနေ့လူတွေချက်ပြုတ်တဲ့ပမာဏကတော့ဝတ်သားချိန်120ထမင်းအတွက်အစံ3ရိတ်ချက်ပြုတ်ထားတာပါခင်ဗျအမတန်ပူပြင်းလာတဲ့နေပူရှင်အောက်မှာပဲမိဖို့ကြီးပြင်နာမှာမမောတဲ့မပန်းနဲ့ချက်ပြုတ်နေကြတာဖြစ်ပါတယ်ခင်ဗျချွေးတန်ရွှဲနေပါပဲဒါတော့ထမင်းချက်နေတာဖြစ်ပါတယ်လိုအပ်တဲ့မီးလေးတွေထိုးထည့်ပြီးတော့စံဆေးပြီးသားဟာတွေလာထည့်တယ်ခင်ဗျလာထည့်ပြီးတော့သူတတ်မဲ့ချင်းရောက်ရင်ထမင်းဟင်းတွေချက်ပါပြီအလူရှင်ဦးကျော်တက်နဲ့ဒေါ်ချီချီဦးတို့ပဲဖြစ်ပါတယ်ခင်ဗျအခုမြင်တွေ့နေရတာတော့ဒါတော့ဝိုင်းလောက်ကင်ပေးကြတယ်ကျွန်တော်တို့အမျိုးတွေအားလုံးစားတောက်နေကြတာဖြစ်ပါတယ်ဒီထဲမှာအားလုံးကကျွန်တော်တို့ ਨੇ ဆွေမျိုးဆက်ချင်းအားလုံးကအမျိုးတွေတော်ဆက်ပါတယ်အမျိုးမတော်လူတောင်မပါပါဘူးမောပမန်နဲ့တမင်းစားတောက်နေကြတာဖြစ်ပါတယ်ကဲညနေပိုင်းတော့ရောက်လာပါပြီစားဖို့တော့ဖို့အတွက်ခုံနေစင်းသင်းချပြီးပြင်ဆင်နေတာဖြစ်ပါတယ်ဒီနေရာတော့ဟင်းနေထမင်းနေထည့်ပေးရနေရပါဒါငါးငပိချက်အိုရီကိုတည်ဆောင်လာတာဖြစ်ပါတယ်ခင်ဗျထမင်းသုံးဆောင်မဲ့လူတွေရောက်လာရင်အစင်းသင်းဖြစ်အောင်ကြိုတင်ပြင်ဆင်နေရချထားနေကြတာဖြစ်ပါတယ်ဒါတော့ဝိုင်းနေပြင်းနေရင်ထိုင်ဆောင်နိုင်မှုအတွက်ခုံလေးချပေးထားတာပါဒါတော့လက်ဆေးမဲ့နေရပါထမင်းစားတော့သုံးဆောင်မဲ့လူတွေအတွက်လက်ဆေးဖို့ကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်ဒီနေ့မွေးနေ့ရှင်မောင်ပိုင်စစ်ကြော်ပဲဖြစ်ပါတယ်ကဲထမင်းစားဖို့တော့စပြီးဖွင့်လိုက်ပါပြီလူတွေတော့တစ်ဖွဲစတင်ရောက်ရှိလာကြပါပြီခင်ဗျအခုလိုဝတ်သားနဲ့ထမင်းနဲ့ချင်းဟင်းနဲ့ပေါ့နော်ငပိချက်နဲ့အလူရှင်ကလည်းတရားတရားထပ်တန်စွာကျွေးမွေးသလိုလာရောက်သုံးဆောင်တဲ့သူတွေကလည်းအာပါတရားသုံးဆောင်နေတာကိုကြည်နူးမြင်တွေ့ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျထမင်းလိုရင်ထမင်းဟင်းလိုရင်ဟင်းပေါ့ခင်ဗျငပိချက်လိုရင်ငပိချက်နောက်ကနေလိုက်ဖြည့်ပေးနေတာဖြစ်ပါတယ်လူလေးသေးမရှိအောင်လေးဟင်းမှုမရှိအောင်အနီးကကြီးချက်ဆောင်ရွက်ပေးနေကြတာပါအားလုံးကတော့ဒီအလူတစ်ခုဖြစ်မြောက်ဖို့အတွက်ပေါ့နော်ဒီလူတကူဆိုတာလည်းငွေရှီတိုင်းလည်းလူလို့မရပါဘူးသူ့ရဲ့ဝိုင်းဝန်းပံ့ပိုးကူညီပေးတဲ့ပါရမီဖြစ်ပတ်တွေအားလုံးပေါင်းစုတော့မှအလူတကူဖြစ်မြောက်တာပါအကုန်လုံးကတော့တက်ညီလက်ညီနဲ့ကျွန်တော်တို့ဆွေမျိုးတွေအားလုံးကျွန်တော်အတိမိတ်ဆွေတငယ်ချင်း
အားလုံးကပေါင်းစုပြီးတော့ညီညီညွတ်ညွတ်နဲ့ပါဝင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အလူရှင်ဦးကျော်ကျော်တက်ကတော့အနီးကကြည့်ကြနေခင်ဗျလေဟင်းမှုမရှိအောင်ပေါ့နော်ဝတ်သားအချိန်120ထမင်းအတွက်အစံ3အိတ်ချက်ပြုတ်ထားတာပါခင်ဗျငါးငပိချက်တွေပါမယ်ချင်မောင်ဟင်းတွေပါမယ်ခင်ဗျအားလုံးကမမောနိုင်မပန်းနိုင်လူတန်းနေရတာကိုကြည့်ပြီးတော့ကြည်နူးပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်ဒါရောက်သုံးဆောင်တဲ့လူအကုန်လုံးကလည်းအာပါတရစိတ်လွတ်လက်လွတ်သုံးဆောင်နေကြတာကိုမြင်တွေ့နေရတာဖြစ်ပါတယ်ခင်ဗျတကယ်ကိုကြည်နူးစရာကောင်းတဲ့မြင်ကွင်းပါပဲသူတို့အားလုံးသုံးဆောင်နေတာကိုကြည့်ပြီးတော့ကျွန်တော်တို့ဘေးကလူတော်ဝမ်းသာပီတိဖြစ်တဲ့ဆိုရင်အလူရှင်တွေဆိုရင်ဘယ်တော့တောင်ပျော်ရွှင်ခြင်းနဲ့နေမလဲဆိုတာမှန်းဆကြည့်လို့ရပါတယ်ခင်ဗျဒါတော့အလူတစ်ခုလုံးကိုအပေါ်ကနေရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်အလူရှင်ဦးကျော်ကျော်တက်ကလည်းတူတန်းမှုအားလုံးကိုလေဟမှုမရှိအောင်အနီးကကြီးကျယ်ဆောင်ရွက်ပေးလျက်ရှိပါတယ်အရေးကြီးဆုံးနေရာဖြစ်တဲ့စားတောက်ပြီးတဲ့ပကံတွေကိုစေကြောတုတ်တင်ပေးတဲ့နေရာဖြစ်ပါတယ်ပကံတွေကလည်းလက်ကိုမလဲဘူးခင်ဗျအားလုံးကဂူဒီဇိုင်းနဲ့ဝိုင်းဝန်းကူညီပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်စားတောက်ပြီးစီလို့ပြန်ထွက်လာတဲ့လူဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အလူတန်းရေရုံမှုစေတနာတရားတရားထက်သန်မှုကိုလည်းဒီမြင်ကွင်းတွေအားလုံးကြည့်ရင်တတိပြလျက်ရှိရအောင်တွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီလမ်းထိပ်ကနေလမ်းကြည့်ရင်လာရောက်သုံးဆောင်မှုအတွက်တော်ပြီးတော့ကျွန်တော်လူလိုင်းတလိုင်းရွေလျားလာတယ်လို့ပါပဲမြင်တွေ့နေရတော့သူနီးစရာသတင်းတွေကြားပြီးတော့သူအဆုလိုက်လာရောက်နေကြတာဖြစ်ပါတယ်တကယ်ကိုကြည်နူးစရာကောင်းတဲ့မြင်ကွင်းကိုအခိုက်အတန့်လေးကိုမြင်တွေ့နေရတာဖြစ်ပါတယ်ခင်ဗျပါဝင်ကူညီဆောင်ရွက်သူတွေအားလုံးကလည်းဘယ်နေရာမှာလေမှုမရှိအောင်အနည်းကကြီးကျယ်ဆောင်ရွက်နေပါတယ်နေရာချပေးတဲ့လူကချပေးတယ်ကလေးငယ်လေးတွေကအစတကြီးဘိုးဘွားရဲ့အထီးပေါ့နော်သူနေရာသူခုံနေရာလွတ်ရင်လွတ်တယ်လို့ပေါ့မလို့သေးရင်လည်းကျွန်တော်ထိုင်ဆောင်လို့ရတဲ့နေရာလေးမှာအားလုံးထိုင်ဆောင်ခိုင်းထားပါတယ်ခင်ဗျတမင်းစားပွဲတွေအားလုံးလည်းလေဟင်းမှုမရှိအောင်လာရောက်ချပေးနေတဲ့မြင်ကွင်းကိုမြင်တွေ့နေရတာဖြစ်ပါတယ်လာရောက်သုံးဆောင်သူတွေအားလုံးကလည်းတပွဲပွဲမဆဲပဲနဲ့ပုံမများပြလာတာကိုမြင်တွေ့ရပါတယ်ပို့ပြီးတော့ကျွန်တော်တို့စူးစမ်းအားထုတ်ပြီးတော့သုံးဆောင်နိုင်အောင်လို့အတွက်အားလုံးကလည်းတက်ညီလက်ညီကိုညီဆောင်ရွက်နေပါတယ်လမ်းထိပ်ကိုလမ်းကြည့်လိုက်မှဆိုရင်သူအုပ်စုလိုက်ပေါ့နော်လူလိုင်းတလိုင်းလာရောက်သလိုပဲလာရောက်သုံးဆောင်မှုအတွက်ခြိတက်လာကြတာကိုမြင်တွေ့နေရဖြစ်ပါတယ်ခင်ဗျလက်ရှိကျွေးနေနေပဲထမင်းနေလေဟင်းမှုမရှိအောင်လဲဆက်လက်ချက်ပြုတ်နေကြတာကိုတွေ့ရပါတယ်ခုံနေရလွတ်သွားပြီဆိုတာနဲ့ထိုင်နေတဲ့ကလေးလူငယ်လူကြီးအားလုံးကိုသူနေရာသူခေါ်ဆောင်ပြီးတော့နေရာချထားပြီးကျွေးတာဖြစ်ပါတယ်ခင်ဗျအယုတ်လက်မြတ်မရွေးအတန်းငယ်ကြီးငယ်မရွေးအားလုံးဝင်ရောက်သုံးဆောင်နိုင်ပါတယ်ခင်ဗျအားလုံးခွဲခြားမှုမရှိပါဘူးတမင်းဟင်းနေထဲတဲ့လူတွေကလည်းလက်တောင်မလဲဘူးခင်ဗျဒလက်ဆက်ကိုထည့်ပေးနေရတာပါကျွန်တော်လမ်းရင်တရားဒုက္ခလမ်းတစ်ခုလုံးပြေးရှံသွားအောင်မယ်အားလုံးဒါရောက်သုံးဆောင်တွေကမြင်ရပါတယ်ဘေးတွေသမားတွေဖြတ်သွားဖြတ်လာလမ်းသွားတဲ့လူတွေအားလုံးဝင်ရောက်သုံးဆောင်နေကြတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျာကျွန်တော်ဒီညနေဆောင်ချိန်လေးဖြစ်ပေမဲ့လည်းကြည်ရတဲ့မြင်ကွင်းကတော့အင်မတန်ဝမ်းသာကြည်နူးဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဒီအလူလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့တူဦးချင်းစီကိုလည်းအားလုံးကျေးဇူးတင်ပါတယ်။လူရှင်လူမမွေးနေ့ရှင်မောင်ပိုင်စစ်ကျော်နဲ့မိသားစုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ပေါ့လောက်ကိုယ်တိုင်တွားရောက်ရိုက်ကူးပြီးတင်ဆက်လိုက်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။